တို့ရှိတော့ကလူသူဝဲလန်လာတဲ့တောကြီးတစ်ခုမှာလေကလေးတစ်ကောင်နေထိုင်လျက်ရှိပါတယ်။လက်တူရဲ့ထုံးစံတိုင်းသူ့ရဲ့ကြောပေါ်မှာအခွန်မကြီးကိုတည်ဆောင်ထားရတာကြောင့်နှိကိစ္စနဲ့သွာလာနေရပါတယ်။တရက်မှာတော့လက်ကလေးသွာလာနေပုံကိုကြည့်ပြီးရုံတကောင်ကအထင်သေးတဲ့စိတ်နဲ့လက်ရက်နာကိုချင်းကပ်လာကအဆွေလေးအသွင်သွားတာရန်ကိုနှိမ့်လွန်းနေတယ်အသင့်ကိုတနာလိုက်တာဆိုပြီးအထင်သေးတဲ့စကားပြောဆိုလိုက်ပါတယ်။လက်ကလည်းမခန့်ချင်းစိတ်နဲ့အဆွေယုံအသင်သာလက်ခံမဲ့ဆိုရင်တင်းနဲ့ကျွန်တော်အပြစ်ပြချင်ပါတယ်ဆိုပြီးပြောဆိုလိုက်ပါတယ်။ရုံကလည်းချက်ချင်းစုသလိုလက်ခံလိုက်ပါတယ်။နောက်တစ်နေ့မနေ့ကိုရောက်တဲ့အချိန်မှာရုံနဲ့လိုက်တို့ကအပြစ်ပြိုင်ဖို့အသင့်ဖြစ်နေကြပြီးပြိုင်ပွဲစားတာနဲ့ရုံကသူ့ရဲ့လျင်မြန်မှုကိုပြသတဲ့အနေနဲ့အပြည့်နေခဲ့ပါတယ်။တနာစရာလေးကလေးကတော့ရုံရဲ့နောက်မှာကြံခဲ့ပြီးတီးရွေးနဲ့သာသွာလာနေခဲ့ပါတယ်။ဒီလိုနဲ့ရုံကလေးဟာပြိုင်ပွဲလမ်းခုလက်ရောက်မှာလက်ကသူ့ကိုမမီနိုင်တော့ဘူးအထင်နဲ့တစ်ပင်ကြီးတစ်ပင်အောက်မှာအိတ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ရုံကလေးနေတဲ့ချိန်မှာပဲလက်ကသူ့ကိုကြောက်တက်သွားပါတယ်။ရုံကလေးလန့်လို့လာပြီးပြိုင်ပွဲကိုတတိယသွားတဲ့အချိန်မှာတော့သူဟာလုံးကိုနောက်ကျသွားပြီးလက်ကပန်းဝင်သွားခဲ့ပါတယ်။နောက်ဆုံးမှာတော့လက်ကအနိုင်ရရှိသွားပြီးလောကမှာဒီဇိုင်းမဲ့စူးစမ်းရေးဘာမဆိုဖြစ်နိုင်တယ်ဆိုတဲ့အကြောင်းကိုသက်သေပြသွားခဲ့ပါတယ်။ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။ဒီလိုမျိုးကာတိုပုံမြင်လေးတွေကိုကြိုက်နေတတ်တယ်ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like and subscribe ပြုလုပ်ပေးသွားဖို့တောင်းဆိုလိုက်ရပါတယ်။